ပိုင်ပစ္စည်းသုံးမျိုးထဲနဲ့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတဲ့ဂျပန်တူဟူလုံနေလေးလှုပ်ပြပေးမှာမလို့အစုံတိကြည့်လိုက်ကြရအောင်နော်ဒီနေ့အတွက်အဓိကပိုင်ပစ္စည်းကတော့ကြက်ဥရဲ့ပဲနို့ရဲ့စားရဲ့ပေါ့နော်ပဲနို့ကိုကြိုက်နှစ်သက်ရတစ်စိတ်သုံးလို့ရပါတယ်နော်အချို့ပါတာရောအချို့မပါတာရောအရင်ဆုံးပကံတစ်လုံးထဲမှာကြက်ဥသုံးလုံးကိုခွဲထည့်လိုက်ပါမယ်နော်အဲ့နောက်ကိုကျတော့စားအနှဲငယ်လေးထည့်ပါမယ်ရှင်စားအများကြီးထည့်လို့မရအောင်နော်နည်းနည်းလေးပဲထည့်ရပါမယ်ပြီးတာနဲ့ပဲနို့ကို200မီလီပါတခါတည်းပေါင်းထည့်လိုက်ပါမယ်နော်အဲ့နောက်တော့အားလုံးကိုရောသမမွေနေအောင်ခိုလေးမွေပေးလိုက်ပါမယ်ရှင်မွေတဲ့အခါမှာလည်းဘလောက်ကြမွေပေးရမလဲဆိုတော့ဒီအထဲကကြက်ဥအနှစ်လိမ္မော်ရောင်လေးကဒီကပဲနို့နဲ့ပေါ့နော်တသားတည်းဖြစ်သွားတဲ့အထိကိုမွေပေးရပါမယ်နောက်ဆုံးဒီလောက်အနေထားလေးရလာပြီဆိုတာနဲ့မွေတာကိုရက်လိုက်ပါတော့မယ်နော်အမြင်လေးတွေစစ်ချဖို့အတွက်ကိုပိတ်ဖြူစကားလေးလိုပါမယ်နော်ဒီနေရာမှာပိတ်ဖြူစကားမရှိဘူးဆိုလဲမိဖို့ကြောင့်သုံးစကားကိုသုံးလို့လည်းရပါတယ်နော်ထိုင်းမှာတော့ပိတ်ဖြူစကားတွေရှာဝယ်ရအရန်လွယ်ပါတယ်သူ့ရဲ့အားသာချက်ကတော့လေတစ်ခေါက်လောက်စစ်ရုံနဲ့ကိုမလိုအပ်တဲ့အမြင်တွေအများကြီးကိုဆယ်ထားနိုင်တယ်ပိတ်ဖြူစကားမရှိတဲ့သူတွေဆိုရင်လည်းမိဖို့ကြောင့်သုံးစကားနဲ့နှစ်ခေါက်သုံးခေါက်လောက်စစ်ပေးလိုက်ရင်တော့ရပါပြီပေါ့နော်သစင်ကတော့အသားလေးပို့ပြီးတော့နူးညံ့သွားအောင်လို့ခုလိုမျိုးမိဖို့ကြောင့်သုံးစကားနဲ့ထပ်ပြီးတော့စစ်လိုက်ပါတယ်တို့ဟူရဲ့မျက်နှာပြင်ညီညာချုံမွေးအောင်လို့ခုလိုမျိုးလေပူပေါင်းကိုလည်းသွားကြထိုးတဲ့အတန်းနဲ့ထိုးထားပေးလိုက်ပါမယ်နော်အဲ့နောက်တော့ပေါင်းမဲ့အိုးတဲကိုရင်နွေးဆူအောင်အရင်ဦးဆုံးတည်ထားပေးလိုက်ပါမယ်နော်ရင်နွေးမဆူဘဲနဲ့ချက်ချင်းတင်လို့မရပါဘူးနော်ခုလိုမျိုးရင်နွေးပွက်ဆူလာပြီးဆိုတာနဲ့မီးကိုအပြော့ဆုံးပြန်ပြီးရှော့ထားပေးရပါမယ်အဲ့နောက်တော့နှစ်ထပ်ပေါင်းဦးနဲ့ပေါင်းတာပဲဖြစ်ဖြစ်လေဝင်လေထွက်ကောင်းတဲ့ခုလိုမျိုးစကားနဲ့နှစ်ထပ်ပေါင်းတာပဲဖြစ်ဖြစ်အဆင်ပြေသလိုပေါင်းလို့ရပါတယ်နော်ဒီနေရာမှာမီးများပြီးအောက်ဘက်ကပွက်ဆူတာမျိုးမဖြစ်ရပါဘူးနော်လုံးဝမီးအပြော့ဆုံးထားရပါမယ်ပေါင်းရမယ့်ကြာချိန်ကတော့တုတ်ဟူအထူအပားပေါ်မူတည်ပြီးတော့နိုင်ဝက်45မိနစ်တနာရီတယောက်နဲ့တယောက်မတူနိုင်ပါဘူးနော်အခုလိုမျိုးဖန်ခွက်မရှိတဲ့သူတွေဆိုရင်လည်းဆီလီကွန်ခွက်နဲ့သုံးလို့ရတဲ့အပြင်ကိုအပူခံနိုင်တဲ့ပိုးသက်ပြီးသားပလတ်စတစ်အိတ်ပလတ်စတစ်ခွက်တို့လည်းသုံးလို့ရပါတယ်နော်မီးနဲ့ဓာတ်ရိုက်ထိတွေ့တဲ့အရာဖြစ်လို့ခုလိုမျိုးဟင်းချက်တဲ့ပလတ်စတစ်အိတ်နဲ့လုံးဝထည့်လို့မရပါဘူးနော်ဒါကကင်ဆာဖြစ်နိုင်ပါတယ်ရှင်ဒါကတော့အရင်တစ်ခေါက်ကစူးစမ်းပန်းစားလုပ်ခဲ့ရတဲ့ဂျပန်တုတ်ဟူကနေအနူတုတ်ဟူဖြစ်သွားရတဲ့ဘဝလေးပေါ့နော်မီးအချိန်ကောင်းမထိန်နိုင်ဘူးဆိုရင်ခုလိုမျိုးဖြစ်တတ်တာကိုသစင်ကနမူနာပြပေးတာပါနော်တနအီလောက်ပေါင်းပြီးနောက်မှာတော့အသားလေးကကတင်လေးနဲ့ကျက်သွားပါပြီပေါ့နော်ဒီနေရာမှာပူနေသေးတော့သူကနည်းနည်းအယောင်ဖြော့နေသေးတယ်ပေါ့နော်ခုလိုမျိုးအေးသွားတဲ့အခါကျရင်အယောင်လေးကနည်းနည်းလေးအဝါဘက်နည်းနည်းတန်းပါတယ်ရှင်ဒီနေရာမှာအပူခံကော်ခွက်တို့ဒါမှမဟုတ်ဆီလီကွန်ခွက်တို့သုံးမှဆိုရင်တော့ခုလိုမျိုးပင်ပန်းစရာမလိုပေါ့နော်သစင်ကဖန်ခွက်နဲ့သုံးတာမို့လို့သူကနည်းနည်းတော့ကတ်တက်ပါတယ်ရှင်အဲ့ဒါကိုမှကိုကဆီလီကွန်ဇွန်းလေးနဲ့အသားလေးမပြီးတော့သူ့ကိုထုတ်ပေးရပါမယ်နော်အဲ့နောက်မှအောက်ခြေကကတ်နေသေးတယ်ဆိုရင်တော့ခုလိုမျိုးခါပြီးတော့ထုတ်လို့လည်းရပါတယ်နော်ခုဆိုရင်တော့ဂျပန်တုတ်ဟူတစ်ချက်လုံးထွက်လာပါပြီဒါတော့သစင်ကကြောက်ကြော်လီးတလို့မျိုးပေါ့နော်တချောင်းလီးပြီးမှပဲတဒုံလီးမှာပေါ့နော်ဒီနေရာမှာကိုအမျိုးအဆင်ပြေတယ်လို့လှုပ်လို့ရပါတယ်ရှင်သစင်လှုပ်တာကအသားလေးနည်းနည်းထူသွားတယ်ဆိုတော့လေအတွင်းထဲမှာတချို့နေရာလေးတွေကလေတော့နည်းနည်းခိုသွားတယ်ခုလိုမျိုးအပေါက်တွေနဲ့လေခိုတာမျိုးမကြိုက်ဘူးဆိုရင်ပေါင်းတဲ့အခါကျရင်မထူမပါလေးပဲလှုပ်ပါနော်ခုဆိုရင်တော့ homemade ဂျပန်တုတ်ဟူလေးရပါပြီရှင်အသားလေးကကြည့်လိုက်ပါဦးနော်လုံးဝဝယ်စားထားတဲ့အတိုင်းပဲအီလေးနဲ့ပေါ့နော်ဒါကိုကြော်ပြီးတော့ပြန်ပြီးတော့ချက်စားလို့ရတယ်လို့ဟင်းကြိုလည်းလှုပ်လို့ရတယ်နော်ဒီဂျပန်တုတ်ဟူမီနူးတွေကအများကြီးပဲရှိတယ်လေ့လာကြည့်လိုက်ပါနော်အပြင်ပိုင်းကနည်းနည်းလေခိုတယ်လို့ထင်ရပေမဲ့အတွင်းထဲမှာတော့လုံးဝကိုချောညက်နေတာပဲအရသာကတော့ဝယ်စားတဲ့အတိုင်းတစ်ထပ်ထဲကြတယ်ဆိုပေမဲ့ပုံစံလေးကတော့နည်းနည်းတော့ကွာတာပေါ့နော်လုံနီးဗီဒီယိုလေးကိုကြည့်ပြီးတော့ like လုပ်စားကြည့်ပါနော်အရန်ကိုလွယ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်အားလုံးပဲတတာ